ဒီနေ့တော့မိုးရသည်နဲ့အလိုက်ဖက်ဆုံးဖြစ်တဲ့တောင်ပေါ်စတိုင်ဝက်နံယိုမြစ်ချင်းတပွဲပြုလုပ်နည်းကိုကျွန်တော်ပြောပြပေးသွားပါမယ်ခင်ဗျဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါပထမဆုံးအနေနဲ့ရွှေနွေပွက်ပွက်စုအောင်တည်ထားပေးပါထို့နောက်ဝက်နံယိုများထည့်၍9မိနစ်ခန့်ပြုတ်ပေးပါဘာလို့အရင်ပြုတ်ကြရလဲဆိုတော့ဝက်နံယိုမှာရှိရဲ့အညီအချွဲတွေကိုပြောင်းစင်အောင်အရင်လုပ်မှမလို့ပါဗျထို့နောက်အဖုံးအုပ်ပြီးတော့9မိနစ်ပြည့်အောင်ပြုတ်ပါမယ်9မိနစ်ပြုတ်ပြီးပါကဝက်နံယိုများကိုပြန်လည်ဆယ်ယူ၍အညီအချွဲများပြောင်းအောင်ရေဆေးချပေးပါခင်ဗျာဒါကတော့ပထမတရေပြုတ်ပြီးသားဝက်နံယိုများဖြစ်ပါတယ်ထို့နောက်ပန်းအရက်ထမင်းစားစုံ2စုံခန့်ထည့်ပါမယ်ခင်ဗျပန်းအရက်ဝယ်ရခက်တဲ့လူတွေအတွက်ကြတော့အစံအရက်ကိုထည့်၍အသုံးပြုနိုင်ပါတယ်ခင်ဗျကြက်သားမုတ်လက်ဖက်စားစုံ2စုံခန့်ထည့်ပါအချိုမုတ်လက်ဖက်စားစုံ2စုံထည့်ပါစာလက်ဖက်စားစုံတဝက်ခန့်ထည့်ပေးပါငပြာရည်ထမင်းစားစုံ2စုံခန့်ထည့်ပါမယ်ငရုတ်ကောင်းဖို့အနေငယ်ဖြူပေးပါအယောင်အတွက်စနင်းမုတ်အနေငယ်ထည့်ပါမယ်ခယူစီထမင်းစားစုံတဝက်ခန့်ထည့်ပါထို့နောက်ရတာများနှက်ဆက်သွားအောင်ခက်ကြကြလေးနေပြီးတော့နှက်ထားပေးပါခင်ဗျဘယ်ဦးတဲ့သို့စီအနေငယ်ထည့်ပါဒီနေရာမှာသတိထားရမှာကစီကိုအတက်နိုင်ဆုံး short ထည့်ပေးပါခင်ဗျစီပူလာပြီဆိုပါကဂျင်းကြက်သွန်ပြူမြုပ်သီးစိမ်းထောင်းထားသည်များကိုထည့်၍ခဏမွေပေးပါအနံ့မွေး၍အယောင်ပြောင်းလာပြီဆိုပါကရှေးဥစွာအရသာနှက်ထားခဲ့တော့ဝက်နံယိုများကိုထည့်၍ခဏမွေပေးပါခင်ဗျာထို့နောက်ရေနှဲငယ်ထည့်ပေးပါရေကိုဝက်နံယိုမြုပ်သည့်အထိထည့်ပေးရပါမယ်နော် ခ
ထို့နောက်မီးကိုမီတယ်ဟီထား၍အဖုံးအုပ်၍မိနစ်20ခန့်ထားပေးပါခင်ဗျမြုပ်သီးစိမ်း9000နဲ့ဂျင်း3ပြားဓာပြရိုက်ပြီးသားများအားထည့်ပေးပါထို့နောက်အဖုံးအုပ်ရခဏထားပေးပါပြီးရင်မြစ်ချင်များထည့်ပါတော့မယ်ကျွန်တော်ကတော့ပြင်းမနာမြစ်ချင်အားသုံးပါတယ်ခင်ဗျဒါကတော့စောနာပြထားတဲ့ပြင်းမနာမြစ်ချင်များအနေတော်လီထားလီများကိုထည့်ပါတော့မယ်ထို့နောက်တံမြာသည်2စိတ်ခန့်ညှက်ထည့်ပေးပါတမယာသီးနဲ့မြစ်ချင်မှာပါတဲ့အက်ဆစ်ဓာတ်များကဝက်နံယိုးများအမြန်နူးလွေစေပါတယ်ခင်ဗျရေများခန်းလာပြီဆိုပါကရေနှဲငယ်ထည့်ပေးပါထို့နောက်စားနှဲငယ်ထည့်၍အဖုံးအုပ်ပြီးမိနစ်20လောက်ထားပေးလိုက်ပါခင်ဗျာဝက်နံယိုနဲ့မြစ်ချင်များနူးလာပြီဆိုပါကနနံပင်အနှဲငယ်အုပ်၍ဒဲအိုးချလို့ရပါပြီဒါဆိုရင်တော့တောင်ပေါ်ဒေသစတိုင်ဝက်နံယိုမြစ်ချင်တပွဲရရှိပါပြီခင်ဗျာဝက်နံယိုမြစ်ချင်ပူပူဆက်ဆက်လေးကိုသင်ရောစားခြင်းရလားဆိုတာကွန်မန့်မှာရေးပေးသွားအောင်နော်